ကျွန်တော်ကူပေးမယ်လေ ရှင်လာပြန်ပြီရှင်မတခြားလုပ်စရာမရှိဘူးလား လှုပ်เสียရလားရှိတာပေါ့ တစ်ဆက်ရှင်တော့လုပ်ပါလားဘာကိစ္စကြောင့်ကြိုထားခဲ့ ကျွန်တော်ပြောရလှုပ်เสียရနှွေကူဖို့လေ လိုပါဘူးရတယ်ကျမပါလာတော့ နှွေလက်ကလေးနဲ့လှုပ်တယ်လှုပ်တာကိုမကြည့်ရလို့ ပိုးတွေပါရှင်ပြန်มาတော့ ပြန်မအောင် ရှင်သွားမှလားမသွားဘူးလားရှင်မသွားရင်ကျမငမိုးကိုអော်လိုက်မှာနော်ငါ တူတူပြောပါနှွေရဲ့ကျွန်တော်ပြန်တော့မယ်နော်နှွေ နှွေ ရှင်ဒီဘာလာလုပ်ပြန်တာလဲရှင်ပြန်နော်ရှင်ပြန်ကျမអော်လိုက်မှာ အော်ဘာနဲ့နှွေရဲ့ခဏလေးပါဟိုနေ့ကလေကျွန်တော်ရဲ့ပြုတ်မှုကြောင့်နှွေရဲ့တိတ်ခါကိုစော်ကားမိလို့ဖြစ်သွားတယ်ကျွန်တော်တောင်းပန်ချင်လို့ပါ မလိုပါဘူးရှုပ်ရှက်တယ်ဘာလဲရှင်စကားစားရအောင်လို့အကြောင်းပြနေမလားဟွန်းမသိရင်ခက်မယ် ဟုတ်တာနှွေရဲ့ကျွန်တော်တကယ်တောင်းပန်ချင်လို့ပါကျွန်တော်တောင်းပန်တော့လက်ခံပေးပါနော် အိုးမသိတော့ပြန်တော့ မပြန်ပါဘူးနေလက်မခံချင်မပြန်အောင် အော်ရှင်မပြန်ဘူးပေါ့လေဟုတ်လား ဟုတ်တယ်မပြန်ဘူး ရှာပါလေအဲ့ဆိုလဲငမိုးရေ ကဲပြန်ပါပြီဗျာ